ညမရှင်များလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ဒါအချိန်20အတွက်နောက်ထပ်ပေါ့နော်ကျွန်တော်ဒဲလေးတစ်ခွက်ဒီမှာတင်ပြမှာဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်လည်းအတူတူလိုက်ကြည့်အောင်ပေါ့နော်ကျွန်တော်ဒီနှလုံးပေါင်းခြင်းပေါ့နော်ဒီမှာ66ဆိုတော့ကျွန်တော်တို့66နှလုံးပေါင်းခြင်းဒီပေါင်းခြင်းနှစ်နော်ပေါင်းခြင်းနှစ်ဒီသူကဘာကြပေးသွားလဲဆိုရင်ကျွန်တော်ဒီမှာ8ရယ်ဒီက9ရယ်ပေါ့နော်ဒီလိုနော်8 9ပေါင်းခြင်းနံပါတ်ခွန်ပေါ့နော်နှစ်ပါဝါကျွန်တော်ဒီလိုခွန်လို့ရိုက်ပါတယ်သူ့ရဲ့အောက်မှာပဲကျွန်တော်တို့10ရက်ပေါ့နော်10ရက်က68ဆိုပြီးတော့နှလုံးရှိတယ်နော်ဒီနှလုံးပေါင်းခြင်းဒီ4ပါတဲ့ဒီလေးဒီမှာဘာကြားသွားလဲဆိုရင်ကျွန်တော်တို့3ရယ်ဒီ6ရယ်ပေါင်းခြင်း9နော်4ပါဝါကျွန်တော်တို့9ပေါ့နော်2ပါဝါခွန်ကျွန်တော်တို့4ပါဝါ9နော်ဒီအတွက်ကြောင့်ဒီအောက်မှာပဲကျွန်တော်တို့10ရက်က86ဆိုပြီးတော့နှလုံးတွေ့ရတယ်နော်86နှလုံးပေါင်းခြင်းဒီကျွန်တော်တို့ပေါင်းခြင်းနံပါတ်4ဖြစ်တယ်ပေါ့နော်4ဖြစ်တဲ့အတွက်4ပါဝါဆိုပြီးတော့ကျွန်တော်တို့ဒီလိုပေါင်းခြင်းနံပါတ်9ဆိုပြီးတော့ယူရမယ်ကျွန်တော်တို့3ထိပ်စီပေါ့နော်36ပေါင်းခြင်းနံပါတ်ဒီ9နော်ကျွန်တော်ထိပ်စီလေးပြန်ပြီးတော့ပြောပြပေးမယ်နော်ထိပ်စီလေးကကျွန်တော်တို့ပထမဆုံးတစ်လုံးကဒီမှာ66ဆိုနှလုံးပေါင်းခြင်းနှစ်ဖြစ်တဲ့အတွက်ဒီ8ရယ်နှစ်ပင်ချားက9ရယ်ပေါင်းခြင်းခွန်နော်2ပါဝါခွန်ဒီအောက်မှာက4ပါဝါ36ပေါင်းခြင်းနံပါတ်9ပေါ့နော်ဒီအောက်မှာက86ဖြစ်တဲ့အတွက်ပေါင်းခြင်း4ပါဝါ63ပေါင်းခြင်း9ဆိုပြီးတော့ကျွန်တော်တို့ဒါကထိပ်စီပေါ့နော်ထိပ်စီလေးရပြီးသွားရင်ကျွန်တော်တို့ဒီခါးတိုင်လေးတစ်ချက်ကြည့်အောင်ပေါ့နော်ခါးတိုင်လေးမှာကကျွန်တော်တို့ဒီနံပါတ်6ပေါ့နော်ဒီနံပါတ်6နဲ့ sorry ဒီနံပါတ်3နဲ့အရင်စယူရမယ်ပေါ့နော်ဒီနံပါတ်3ဒီနော်3နက်ခတ်ဆိုဒီလို3လုံးပေါင်းခြင်းဒီ5လို့ရိုက်တယ်နော်3 5ခွန်ပေါင်းခြင်းနံပါတ်ဒီကျွန်တော်တို့နံပါတ်မှာ5ပေါ့နော်နံပါတ်5ရပြီဒီမှာကတော့နက်ခတ်ပေါ့နော်ဒီအောက်ကကျွန်တော်တို့10ရပဲနံပါတ်6နော်ဒီနံပါတ်6ဖြစ်တဲ့အတွက်ဒီ6ဒီလဲကျွန်တော်တို့ဒီမှာပါရလဲဆိုရင်6 4 9ဆိုပြီးတော့နော်3လုံးပေါင်းခြင်းဒီ6နက်ခတ်ကျွန်တော်တို့9ဆိုပြီးတော့ရပါတယ်နော်ဒီအတွက်ကြောင့်ဒီအောက်မှာရှိတဲ့နံပါတ်9နော်ဒီနံပါတ်6လေးဒီ9နက်ခတ်ကျွန်တော်တို့ဘာဖြစ်ပြရမလဲ9နက်ခတ်6ဆိုပြီးတော့ဖြစ်ပြရမယ်9ခွန်ဒီ6ရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့3ညာလေးတစ်လုံးထပ်ပြီးတော့ထည့်ရုံပဲပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ထိတ်နဲ့ခါးနဲ့ရပြီကျွန်တော်တို့အပိတ်လေးတစ်ချက်ကြည့်ရအောင်ဗျာနော်အပိတ်လေးကကျွန်တော်ဒီမှာရှိတဲ့နံပါတ်6နော်ဒီနံပါတ်6ဒီတဲ့ကျွန်တော်တို့ဒီလိုပေါင်းခြင်းနံပါတ်9ဆိုပြီးတော့နက်ခတ်ပေါ့နော်5 6 8ပေါင်းခြင်းနံပါတ်ဒီနံပါတ်9 6နက်ခတ်9နော်ဒီအောက်မှာကနံပါတ်6ရှိတယ်ဒီမှာလဲကျွန်တော်တို့အတူတူပဲပေါ့နော်9 4 6ဆိုပြီးတော့ပေါင်းခြင်းနံပါတ်ဒီနံပါတ်9ဆိုပြီးတော့ကျွန်တော်တို့ရိုက်တယ်နော်6နက်ခတ်9တွေကြီးပဲရိုက်သွားတယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်ဒီအောက်မှာရှိနေတဲ့နံပါတ်8နော်ဒီနံပါတ်8ဒီကျွန်တော်တို့8နက်ကဘာရိုက်ပြရမလဲနံပါတ်1ဆိုပြီးတော့ရိုက်ပြရမယ်ဒီမှာက6ခုပေါင်းခြင်းနံပါတ်3ရှိတဲ့အတွက်ကျွန်တော်တို့ဘာထည့်ပြရမလဲနံပါတ်မှာ8ထည့်ပြရမယ်နော်300နဲ့8ဆိုပြီးတော့ဒါဒဲလေးတွေကိုဒါထိုးခြင်းတဲ့ငွေချင်းတွေအတွက်တင်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျဘိုင်ဘိုင်ပါ